ညီကိုရအားလုံးပဲမင်္ဂလာပါကျွန်တော်ဒါ The Football Enthusiast ရဲ့ YouTube Channel နဲ့ Facebook ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒါကတော့ကျွန်တော်တို့ကိုကြီးဒါ UK မထေးရပါတော့ဒါကျွန်တော်ကိုကြီးကဒါအခုဆိုရင်ဒါကျွန်တော်တို့ရဲ့ဗီဒီယိုမှာလည်းအများကြီးဝင်ပြောမှုတယ်အခုဆိုရင်ကျွန်တော်ကိုကြီးနဲ့လည်းဒါခွဲရတော့မယ်ဆိုတော့ဒါဘယ်လိုပဲဖြစ်စိတ်တော့မကောင်းဒါပေမဲ့ကိုချမ်းအနေနဲ့လည်းဒါကျွန်တော်ဂရီဖေးတာနော်ဒါနယူးယောက်ကိုပြန်လာအောင်မယ်ဆိုတော့ကျွန်တော်အနေနဲ့ဒါကိုချမ်းကိုပထမဆုံးပေးချင်တာကျွန်တော်တို့ဒီဘောလုံးပရိသတ်တွေအားလုံးရဲ့တကယ်ကိုတလားတာအတွင်းမှာစိတ်ပင်ပန်းမှုရှိတဲ့အေးပြတ်တရားတွေအပြီးမှာတော့ဒါကမ္ဘာဖလားကပြီးဆုံးသွားခဲ့ပြီဆိုတော့ဒါ World Cup Final အပြီးကိုချမ်းရဲ့စိတ်ခံစားချက်လေးပေါ့နော်ဘယ်လိုမြင်လဲအဲ့ဒါလေးပြောပြပါ Final တက်ပြီးတော့အမှန်တိုင်းပြောတော့2020မှာချန်ပီယံဖြစ်ထားတော့ဘယ်လိုပြောမလဲအရင်ခံစားချက်တော့အရင်မပြင်းဘူးပေါ့လေရင်တော့ဆိုတော့တော်တော်လေးစိတ်လှုပ်ရှားတာပေါ့လေ World Cup Final ဆိုရင်စိတ်လှုပ်ရှားတယ်ပြီးခဲ့တဲ့20နှစ်ဆိုမှတ်မိသေးတယ် Semi Final ပွဲလောက်ပြီးခဲ့တဲ့က Final ပွဲကိုတနုံလုံးနဲ့စဉ်းစားနေတာနိုင်သွားတဲ့အခါမှာလည်းအောင်ပွဲခံတဲ့အခါမှာလည်းဒါတော်တော်ကြီးအောင်ပွဲခံပေမဲ့ဒါပေမဲ့ဒီချိန်ကျတော့ဘာဖြစ်သွားလဲဆိုတော့ဘယ်လိုပြောမလဲဆိုတော့အတွေ့အကြုံနဲ့လည်းဆိုင်နေပြီးတော့ကိုယ်တစ်ခါရဘူးသွားတာဟိုကိုအားပေးတာကြီးနာကြတော့ဒါပိုကောင်းတဲ့ space နိုင်သွားတယ်နောက်တစ်ခုကခံစားမှုကအရင်ကြီးတော့စိတ်တက်မကြဘူးပေါ့လေစိတ်ပြတ်သွားတယ်ပဲတော့မရှိဘူးဒါပေမဲ့ပုံမှန်လောက်ပဲဒါပေမဲ့ကိုဖြစ်စေချင်တဲ့အသင်းတော့ဘူဆွဲစေချင်တာပေါ့လေဟုတ်တယ်အားဖြစ်ဖြစ်ဒါ great tournament လို့ပြောရမှာပေါ့လေ World Cup ကတော့နောက်တဲ့ကျွန်တော်အနေနဲ့မေးချင်တာပေါ့နော်ဒါကိုချမ်းကဒါတောက်လျှောက်ဒါကမ္ဘာဖလားတွေရောကျွန်တော်တို့ဒါနိုင်ငံတွေတော်တော်များများလေးသွားပြီးတော့ဒါဘောလုံးပွဲလေးကြည့်ရပြကျွန်တော်နဲ့ဆိုလဲတောက်လျှောက်ကိုချမ်းနေပြောဘူးထားပြီးသားဆိုတော့ကိုချမ်းအနေနဲ့ဒီဒါ US မှာဒါ host အနေနဲ့လုပ်တယ်ပေါ့နော်ဒါကမ္ဘာဖလားအပေါ်နည်းနည်းလေးဒါနောက်ဆုံးလဲပြီးသွားပြီဆိုတော့ကျွန်တော်အနေနဲ့ဒါကိုချမ်းအနေနဲ့ကြည်ဘူးတဲ့မြဒီလိုကာတာမှာလည်းရှိတယ်ရုရှားမှာလည်းရှိတယ်အဲ့ဒါအကုန်လုံးထဲမှာဒီ US က Asian ဖြစ်လုပ်တဲ့ဥစ္စာပေါ့ဘယ်လိုမြင်လဲပေါ့နော်တခြားနိုင်ငံတွေတက်ရှင်ပြီးဟိုဖြစ်တဲ့အချိန်မှာအိမ်ရှင်လောက်တဲ့မှာလေလုံခြုံရေးတွေ security ကြတော့ဒီကခြောက်တာပေါ့လေဒါကျွန်တော်ပြီးခဲ့တဲ့2024ဒီ Euro Final တော့ကြည့်တဲ့အခါဘာလင်တော့ကြည့်တော့လို့ပဲတူတူပဲအနောက်နိုင်ငံတွေတော်တော်များများလွတ်လပ်တဲ့နိုင်ငံတွေဖြစ်တော့သူတို့နိုင်ငံတွေက freedom ကိုဦးစားပေးတဲ့အခါကျတော့တောင်း security တွေအရင် strict တော့မဖြစ်ဘူးလေ။ကျွန်တော်တို့ဥရောပပွဲပဲဖြစ်ပြီး Premier League ပွဲတွေတော်များကွင်းထဲဝင်တဲ့အခါမှာ security ရဲ့ strict ဖြစ်တယ်ဒါတင်းကျပ်တယ်နောက်တစ်ခုကကွင်းထဲကိုဝင်တဲ့အခါမှာလက်မှတ်စစ်တဲ့အခါအစနည်းနည်းတင်းကျပ်ပေမဲ့ဒီမှာကတော့အဲ့လုံခြုံရေးနဲ့ပတ်သက်လို့ရှိရင်တော်တော်လေးတော့ချောင်းတယ်နောက်တစ်ခုကတမျိုးနဲ့တမျိုးကတနိုင်ငံနဲ့တနိုင်ငံသွားတဲ့ distance လောက်ရှိတဲ့ခါကျတော့လေဒါမတူညီတဲ့အတွေ့အကြုံပေါ့လေပြည်တွင်းထဲမှာသွားနေပေမဲ့ဒါအဲ့အတွေ့အကြုံလေးတော့ကောင်းတယ်ပြီးတော့နောက်တစ်ခါကွေးကြီးတွေအကြီးကြီးပဲဒီကကွေးကြီးတွေကြည့်တဲ့ခါမှာသဘောကျတာပေါ့လေရုရှားတော့အရင်ကြီးတော့ကွေးမကြည့်ကျွန်တော်တို့4000 5000 Luzhniki မှ8000လောက်ရှိတာဗျာကျန်တဲ့ကွင်းတွေကတော့Saint Petersburg က Zenit Petersburg ရဲ့ Saint Petersburg ကွင်းရှိတယ်အဲ့ကောင်6000ကျော်ပဲရှိတယ်ဒီလောက်ပဲဆိုတော့ဒီကကွင်းကိုကြည့်လိုက်လို့ရှိရင် average က minimum 9000လောက်ရှိတယ်6000ခွဲ9000တန်းဆိုတော့ဗျာimpressive ဖြစ်တဲ့တစ်ချက်တော့သဘောကျတယ်နောက် security shot တာတော်တော်လေးသဘောကျတယ်နောက်တစ်ခုကကွင်းထဲမှာ air condition တွေပဲပါတယ်နောက်ဒီက modern အရန်ကျတယ်ဆိုတော့ American အားကစားနည်းတွေနဲ့ပတ်သက်လို့အဲ့ဒါတွေကတော်တော်လေးသဘောကျတယ်ဆိုတော့အဲ့ဒါကာတာကျတော့လူဆေးကွင်းက8000ကျော်တယ်ပြီးတော့ဟို Albert ဆိုတော့ဟိုမြောက်ပိုင်းမှာရှိတဲ့ကွင်းက6000ကျော်တယ်ကျန်တဲ့ကွင်းတွေက5000လောက်ပဲရှိတယ်ဆိုတော့အဲ့3နိုင်ငံကိုရှင်းလို့ရှိရင်တော့ American ကဘောလုံးကွင်းနဲ့ပတ်သက်လို့ရော security နဲ့ပတ်သက်လို့ရောနောက်တစ်ခုကလုံခြုံရေးတချို့ပိုင်းတွေမှာတော်တော်လေးကောင်းတယ်ကျွန်တော်မကြိုက်တဲ့အချက်တွေရှိတယ် price ကတော့တိတ်မပြောတော့ဘူးလေနိုင်ငံအခြေအနေပေါ်မူတည်တယ် American လိုနိုင်ငံမျိုးက price ကဒီလောက်တော့ပေးရမှာပဲဒါပေမဲ့တခြားကျောင်းနိုင်ငံတွေရှိတယ်ဗောလေရုရှားမှာရုရှားဒါဒီမှာကျတော့ choice ပိုရှိတာဗောလေစားချင်တာစားတောက်ချင်တာတောက်ကိုယ့်အတွက် choice ပိုများတယ်နောက်တစ်ခုကဒါ New York လိုမျိုးဆိုရင် public transport ကိုအားကိုးရတယ်တချို့မျိုးတွေကျတော့ taxi စီးမရှိလို့ရှိရင်ကိုယ်ပိုင်ကားနဲ့လိုက်ပို့ရတာတော့သွားရတာတော့ရှိတယ်ဒါမျိုးတွေဗောလေအမှဂျော်ဂျီယာဆိုရင်ကျွန်တော်တို့ယထာကိုနည်းနည်းလေးအားကိုးလို့ရတယ်ဆိုတော့သူကအဆင်ပြေတယ်ဒါပေမဲ့ကျွန်တော်မကြိုက်တဲ့အချက်ကဘောလုံးကွင်းမှာ price ကိုအဓိကမဘောလုံးကွင်းမှာဘာလို့မကြိုက်လဲဆိုတော့ဘောလုံးပွဲဆိုတော့ကျွန်တော်မိနစ်90ဗျာကျွန်တော်ပေးတဲ့တဲ့အပြည့်ဝအားပေးတာဟုတ်တယ်ဒါပေမဲ့သူတို့ကဘောလုံးပွဲတစ်ပွဲကိုအာရုံစူးစိုက်မှုထက်သလားအစားတောက်တွေကိုဘိုင်းတွေနဲ့tree တွေနဲ့အစားတော့ဘောလုံးပွဲတစ်ပွဲဆိုတော့ကျွန်တော်တို့မိနစ်90အပြည့်ဘောလုံးပွဲကိုနိုင်ရဖို့အာရုံစူးစိုက်မှု concentrate အပြည့်နဲ့လာတာဗျာဒီမှာပွဲတော်ကြီးတစ်ခုလို့သမလား entertainment ဘက်ကိုပို့ဆန်တယ်ပတ်စံကိုနည်းနည်းပို့ပြီးတော့ money ပို့ဆန်တယ်ဗျာပတ်စံ looking for ပို့ဖြစ်တယ်ဒါကြောင့်လဲ FIFA 15 billion သူတို့ပတ်စံရတယ်ပေါ့ဗျာသူတို့ဒါပေမဲ့ကျွန်တော်ပြောချင်တာအဲ့ဗျာဘောလုံးပွဲတစ်ပွဲလာပြီးတော့မှနာချိုတွေဘာတွေကြက်ကြော်တွေဘာတွေ chip တွေနဲ့ထွေးတွေနဲ့အဲ့ဒီကျွန်တော်လုံးဝမကြိုက်ဘူးဟုတ်လားကျွန်တော်တို့စားကြည့်နောက်မှစားကြည့်အနောက်မှစားဒါပေမဲ့ဘောလုံးပွဲအာရုံစူးစိုက်မှုအပြည့်
အဲ့လိုမျိုးပေါ့အဲ့တစ်ချက်ကျွန်တော်ဒါပေမဲ့နိုင်ငံစုံကမ္ဘာဖလားဆိုရင်ကမ္ဘာဖလားကျွန်တော်ကြိုက်တဲ့အချက်ကနိုင်ငံစုံပေးသက်တွေတယောက်နဲ့တယောက်ဒါရန်ဖြစ်တယ်ဆိုတာရှားပါတယ်ဒီမှာဆိုအဲ့ဒီချက်က security တော်နေနိုင်တဲ့နိုင်ငံစုံပေးသက်တွေရဲ့ဒါအားပေးမှုတယောက်နဲ့တစ်မျိုးနဲ့တနိုင်ငံနဲ့တနိုင်ငံအပိသက်မတူညီတဲ့ဝတ်စုံတွေနဲ့အားပေးမှုတွေကတော်တော်လေးတော့သဘောကျတယ်ဒါပဲကျန်တဲ့ဘက်ကတော့ဘာမှတော့မရှိဘူးဒါပေမဲ့ကျွန်တော်အမေရိကန်ကိုကြိုက်တာကဟိုတိုးတက်တယ်ခွင့်အကြီးတွေရှိတယ် facility ကောင်းတယ် security system တွေကောင်းတယ်လွတ်လပ်တယ်ဒါပေမဲ့ခုနမကြိုက်တဲ့ချက်အဲ့ဒါကာတာလို့ပေါ့နဲ့မတူညီဘူးလေဒါကတော့ဒီ work နဲ့ပတ်သက်လို့ price ကတော့တိတ်မပြောဘူးပေါ့လေဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်သူ့ဟာသူတော့တန်ကြီးပေးရတာပေါ့လေဒါပေမဲ့ price ကကျွန်တော်တို့ crusade တွေမှာနည်းနည်းတော့ဈေးတက်တာခဲ့တင်တာပေါ့လေ final ကတော့ကျွန်တော်တို့ဘယ်နိုင်ငံတော့ဒီ price ပဲဒါပေါ့ဒါပဲနည်းနည်းထူးကြတယ်ပေါ့လေအဲ့တော့ကိုချမ်းကအခုကျွန်တော်နဲ့ကိုချမ်းနဲ့ဆိုရင်ဒါကမ္ဘာဖလားစပြီးဆုံးတာဗောနော်အဲ့လိုပဲပြောရမယ်ကျွန်တော်တို့အစနေစပြီးကျွန်တော်တို့နှစ်ယောက်ဆုံးတာဆိုတော့ကျွန်တော်တို့နှစ်ယောက်ဘရာဇီးမော်ရိုကိုကနေစကြည့်လိုက်တယ်အခုဒါအာဂျင်တီးနားနဲ့စပိန်နဲ့ပွဲမှာကျွန်တော်တို့ရဲ့ကမ္ဘာဖလားဒါခီးစဉ်ကအဆုံးသက်ပြီးတော့73ရက်နေ့စတာ73ရက်နေ့စပြီးတော့အခု19ရက်နေ့ဆုံးတယ်ဂျွန်73ရက်နေ့ဇူလိုင်19အဲ့တစ်လျှောက်လုံးမှာဆိုကိုချမ်းဆိုရင်ဒါအခု state တော်တော်များများလဲသွားရတယ်ဗျာ New York ကနေဒါကျွန်တော်တို့ Kansas City တို့ကျွန်တော် Texas တို့အဲ့ဒါပြီးရင်ဒါ Miami တို့ပါလို့လဲသွားလိုက်သေးတယ်ဆိုတော့ကိုချမ်းအနေနဲ့ဒီသွားခဲ့တဲ့ state တွေထဲမှာပေါ့ဒီဘယ် stadium တွေကကိုချမ်းတော့နည်းနည်းပို့ပြီးတော့အကြိုက်ဆုံး stadium ဖြစ်မှာတဲ့လေအကြိုက်ဆုံး stadium AT&T လို့ပြောလို့ရတယ်အဲ Dallas ကဘာလို့အဲ့မှာ9ပွဲကန်တာကျွန်တော်6ပွဲတောင်ကြည့်တယ်လေကျွန်တော်ကြည့်တဲ့ majority အများဆုံးပွဲကြည့်တယ်နောက် Texas မှာပဲကျွန်တော်စုစုပေါင်း10ပွဲကြည့်တယ်အဲ့မှာ base ချတယ် Energy stadium မှာ2ပွဲရှိတယ်ဂျပန်နဲ့ Brazil နဲ့ပွဲတော့ရှိတယ် Portugal နဲ့ Uzbekistan နဲ့ပွဲရှိတယ်ဒါပေမဲ့တိုက်ဆိုင်တော့လည်းပဲကျွန်တော် Spain 3ပွဲကြည့်တယ်3ပွဲလုံးသူတို့နိုင်တယ်ပြီးတော့ကျွန်တော်ဒီ Euro မှာတော့မှ2024 Euro တော့လည်းတစ်ခါဘာလင်မှာတစ်ခါကြည့်တယ် Spain နဲ့ England ဆိုတော့ Spain ကဘာကြောင့်လဲမသိကျွန်တော်ကြည့်တဲ့ပွဲတွေသူတို့အကုန်နိုင်တယ်ဗျနိုင်ပြီးတော့တကယ် major final တွေမှာပဲနိုင်တယ်ဒါပေမဲ့ကွင်းက Atlanta ကွင်းသဘောကျတယ်Atlanta ရဲ့ Mercedes-Benz ပေါ့လေသူတို့ Atlanta Stadium လို့ခေါ်တယ်ဂျိုဂျီယာမှာရှိတယ်အကွင်းကယထာဘူတာကနေထွက်လိုက်တာနဲ့4မှတ်တိုင်5မှတ်တိုင်တစ်ခါ transit C နောက်တစ်ခေါက်ဆိုရောက်ပြီကွင်းသဘောကျဒါပေမဲ့နည်းနည်းမှောင်တယ်သူက Atlanta Falcon ရဲ့ဟိုအယောင်ယူတာကိုအနက်နဲ့အမီနဲ့ယူတော့ကွင်းကနည်းနည်းမှောင်တယ်AT&T ကျတော့အရန် bright ဖြစ်တယ်အရန် bright ဖြစ်တယ်ပြီးတော့သူကမြို့လေအကောင်မှာရှိတာဗျာ AT&T ကွင်းကဆိုတော့သူတို့ကျတော့ဟို Arlington Stadium Dallas Stadium လို့ပြောတာမြို့လေအကောင်မှာရှိတယ်ကွင်းကထွက်လိုက်တာနဲ့ကျွန်တော်လွယ်လေးပဲဟိုကျွန်တော်တို့ energy station ကျတော့ကွင်းပြင်ကြီးတွေဗျာဟိုလိုကြီးတွေကိုတောက်လျှောက်သွားရတာကျွန်တော်တို့က parking နဲ့အဝေးကြီးပဲနေဘူးကျဲကြီးမှာ energy station ကကွင်းကောင်းတယ်ဒါပေမဲ့မကြိုက်ဘူးဝေးတယ် New York မလိုက် station ကဒါကျွန်တော် personal ရပါလေအရင် favorite ဖြစ်တယ်တော့မပါဘူးဘလုံးကွင်းတစ်ကွင်းအငွေအသက်မရှိဘူးဗျာကွင်းကအရန်မတ်လွန်တယ်ပြီးတော့ cooling system မရှိဘူးနောက်တစ်ခါအဲ့ကွင်းကိုသွားဖို့အတွက်ကိုအစစ်စစ်သွားနေရတဲ့ချက် price ကလည်း reasonable မဖြစ်ဘူးသူကနည်းနည်း price များတာ98ပေါင်$98ပေါ့လေတော့ဆိုတော့တခြားကွင်းတွေထဲမှာကျွန်တော်ကြည့်ဘူးတဲ့ကွင်းတွေရှိတယ် Miami ရှိတယ်ဘာညာရှိတဲ့အခါမှာဆိုတော့အကြိုက်ဆုံးတော့ AT&T Dallas ပဲပေါ့လေအဲ့ကောင်အကြိုက်ဆုံးလို့ကျွန်တော်ပြောလို့ရတယ်အဲ့တော့ကိုချမ်းအခုပွဲပေါင်းဒီကမ္ဘာဖလားမှာဘယ်နှပွဲ15ပွဲ73ပွဲ14ပွဲပေါ့ total 14ပွဲ Kansas City လည်းကောင်းတယ် Kansas ကျတော့အပွင့်အဲ့သူတို့ကကျတော့ Kansas ကျတော့ညပိုင်းကန်တာဗျာ majority ပွဲတွေတော့များသူကညနေ6နာရီတို့4နာရီတို့8နာရီတို့ကန်တဲ့ခါကျတော့ Kansas ကျတော့အပူတန်းခံရတယ်လို့ကျွန်တော်သိမသိတာဘူးဒါပေမဲ့ပုံမှန်နေခင်းပဲကန်တော့ပြင်ပန်းရတယ်ဗျာ Kansas နည်းနည်းတော့ဟို Kansas City Chiefs ကကွင်းလေသူကတော့နည်းနည်း passion ရှိတယ်ဆိုတော့ total 14ပေါ့လေကျွန်တော်ပွဲစဉ်တစ်ကမော်ရိုကိုကစတယ်ပြီးတော့အာဂျင်တီးနားပွဲစတယ်ပြီးတော့အင်္ဂလန်ခရိုအေးရှားစတယ်အဲ့လိုဇက်တိုက်ပဲပတ်ကြည့်သွားတာဇက်တိုက်ပတ်ကြည့်နေမှာနောက်ဆုံးနယူးယောက်မှာအဆုံးသတ်တာပေါ့လေ14ပွဲအဲ့အားလုံးပေါင်းစုစုပေါင်း14ပွဲပေါ့အဲ့အဲမှာမှာဒါကျွန်တော်သိချင်တာဒါကိုချမ်းဒီကြည့်တဲ့ပွဲလည်းရှိမယ်လူကိုယ်တိုင်သွားကြည့်တဲ့ပွဲကတော့ပုံများတာပေါ့နော်လူကိုယ်တိုင်သွားကြည့်တဲ့ပွဲလည်းမဟုတ်လေကိုချမ်းရဲ့တကယ် favorite အဖြစ်ဆုံးပွဲတကယ်ကိုကောင်းဆုံးပွဲအနေနဲ့ဆိုကိုချမ်းဒီ tournament တစ်လျှောက်လုံးမှာဘယ်ပွဲကိုသတ်မှတ်ချင်လဲသဘောကျတာတော့ဟိုကျွန်တော်တို့ပြည်သက်တယောက်အနေနဲ့ပေါ့လေစိုးစိုးကြီးဟိုမြို့လေးချက်အဆုံးသတ်ပြီးတော့မှပြန်လာတဲ့ Egypt ပွဲပေါ့လေ Egypt 3-2 ပွဲနောက် Cape Verde ကို2-2တေကြပြီးတော့မှ3-2နဲ့နိုင်သွားတဲ့ပွဲနောက် Switzerland ပွဲရှိသေးတယ်ကစားတာလုံးဝမကောင်းဒါပေမဲ့ဘယ်လိုပြောမလဲအချိန်မိုးတွေပါရောက်နောက်မထင်မှတ်တဲ့အဝေးကလှမ်းကန်လိုက်တဲ့အခုနေ Everest ကခုနောက်အင်္ဂလန်ပွဲကောင်းတယ်ကြာတလားအင်္ဂလန်ပွဲအင်္ဂလန်နဲ့ Croatia 4-2 ပွဲကြည့်ကောင်းတယ်အဲ့ပွဲတော်တော်ကောင်းတယ်အဲ့ပွဲတော်တော်လေးသဘောကျတဲ့ပွဲရှိတယ်နောက်အင်္ဂလန်နဲ့ဟိုနဲ့အာဂျင်တီးနားနဲ့လေဆီမီဖိုင်နယ်ပွဲဒီပွဲတွေပေါ့လေဒါကျွန်တော်မက္ဆီကိုမှာမကြည့်လိုက်ရလို့မက္ဆီကိုပွဲလည်းကောင်းတယ်နော်မက္ဆီကိုနဲ့အဲ့ပွဲလည်းကောင်းတယ်3-2ပွဲကောင်းတယ်ကျွန်တော်ကတခုပဲဟိုဘက်ပွဲတွေကိုကျွန်တော်ကအနောက်ဘက်ချမ်းကလေကယ်လီဖိုးနီးယားပြည်နယ်ဘက်ချမ်းဆန်ဖရန်စစ္စကိုအဲ့ဘက်ချမ်းကပွဲတွေကျွန်တော်မကြည့်လိုက်ရဘူးနောက်ဒီဗန်ကူးဗားတို့မက္ဆီကိုစီးတီးတို့ကပွဲတွေကျွန်တော်မကြည့်လိုက်ရအဲ့တက်ကတော့နည်းနည်းတော့ regret ဖြစ်တာပေါ့လေဆိုတော့ဒီ
ဒါကိုထဲလဲဒါတော်လေးလဲကျွန်တော်မေးနေသိကျင်တဲ့မေးခွန်းတွေလည်းဖြေပြီးပါပြီဒါပေမဲ့ကျွန်တော်နောက်ဆုံးအနေနဲ့မေးချင်တာဒါကိုချမ်းဆိုလဲဒါလုံးဝမက်ဆီရဲ့တကယ်အမာကန်ပြိသက်ဗျာကျွန်တော်ဆိုလဲဒါရိုနယ်ဒိုကြိုက်တဲ့ဘောလုံးပြိသက်တွေမှာပါတယ်ကျွန်တော်တို့ကတော့ဒါရိုနယ်ဒိုတို့ဒါမက်ဆီတို့ဒါသဘောကျတာပေါ့နော်ကျွန်တော်ကြီးပြင်းလာတဲ့ generation မှာကဒီကစားသမားတွေကဒါကျွန်တော်တို့ရဲ့စိတ်ကိုဖန်ဆန်းတာဆိုကစားသမားတွေဖြစ်တယ်ဆိုတော့ဟိုဘယ်လိုပြောရမလဲဗျာကျွန်တော်တို့ခေတ်တစ်ခုရဲ့အဓိကဒီပုံရိပ်ဖြစ်တဲ့ကစားသမား3ဦးလို့ပဲပြောရမှာပေါ့အဓိကတော့ Messi Ronaldo ပြီးရင်နေမှာသူတို့ရဲ့ဒီ last stand ကလုံးဝပြောမဲ့တာပြောတာ3ယောက်လုံးအတွက်တကယ်ကိုနေဝင်တာမလှခဲ့ဘူးပဲပြောမယ် Messi ကတော့ပြောမဲ့တာပြောတာဘိုလူပွဲနောက်ဆုံးအဆင့်ကြီးရောက်ခဲ့ပြီးမှဒါအနီးကပ်ဆုံးအနေထားမှာခြုံခဲ့တာဆိုတော့ဒီကစားသမားတွေရဲ့ last stand နဲ့ပတ်သက်ပြီးတော့နောက်ဆုံးအနေနဲ့ကိုကျွန်တော်ဘယ်လိုပြောချင်လဲတကယ်ဟိုပြည်သက်တွေအတွက်ဒီကမ္ဘာဖလားကသူတို့အတွက်တော့ဒါတော်တော်လေးခုနကျွန်တော်ပြောသလိုတိတ်ချင်မှန်တာတော့မဖြစ်ခဲ့ဘူးဆိုတော့ကိုချမ်းနေရတာရောဘယ်လိုမြင်လဲအခုဟာဟိုပါပေါ့လေတော့သူတို့3ယောက်မှာတေးကြတာနေမှာနောက်ကိုပါတွေပါလေပါမှာမဟုတ်တော့ဘူးဗျကျွန်တော်ခရစ္စတီယာနိုရိုနယ်ဒိုကြတော့သူက last time ကိုပြောဖို့ခက်သေးတယ်ဗျ maybe 2030ကအင်ရှင်ဖြစ်စပိန်ရဲ့ဒါမော်ရိုကိုရဲ့နောက်ပေါ်တူဂီရဲ့အင်ရှင်လောက်တော့ရိုနယ်ဒိုအတွက်ပါကောင်းပါနိုင်တယ်မပါနိုင်လဲသူကယူရို2028လောက်တော့ပါတော့တယ်ဗျဆိုတော့ရိုနယ်ဒိုအတွက်ရိုနယ်ဒိုကြတော့ chance ရှိနိုင်သေးတယ်နေမှာတော့ကျွန်တော်တင်တော့မပါတော့ဘူးလေဒီကမရွေးတော့ဘူးမက်ဆီလည်းမသေးကြတော့ဘူးတကယ်လို့သူနိုင်သွားရင်တော့သူချန်ပီယံဖြစ်သွားရင်တော့သူနားအောင်နားနိုင်တယ်ဒါပေမဲ့ရှုံးသွားလဲကျွန်တော်ထင်တာတော့သူပြီးလောက်ပြီဗျဆိုတော့သူတို့3ယောက်နဲ့ပတ်သက်လို့ရှင်တော့ဗောလေရိုနယ်ဒိုမက်ဆီကတော့ကျွန်တော်တို့ကအဓိကကြည့်ရတာပေါ့ကြည့်ရတာကတော့ကျွန်တော်တို့ week in week out ကျွန်တော်ဆိုရင်သူတို့2ယောက်ရဲ့ပွဲတွေ Champions League Final တွေကလပ်ပွဲတွေအကုန်ကြည့်ဘူးလေအင်္ဂလန်မှာလာတဲ့ခါမှာရောအင်္ဂလန်မှာရှိတုန်းတဲ့ခါမှာစပိန်မှာရောဥရောပပွဲတွေရောလေဝေးစင်ပွဲတွေကြည့်ဘူးတဲ့ခါကျတော့ okay ဒါ legend player တယောက်ရဲ့လွှမ်းမိုးမှုတွေဘယ်လောက်ကြီးတယ်သိတာတယ်ဗျအရင်တော့ဆိုရင်ဗျကျွန်တော်တို့လွန်ခဲ့တဲ့2018မတိုင်ခင်ကျွန်တော်ငယ်တော့ကမ္ဘာဖလားတွေဆိုရင်98တို့2002တို့ဟိုအရှိရ94တို့ကမ္ဘာဖလားဆိုလေအသင်းကိုပဲဥတီတာဗျပလေယာတယောက်ကိုဥတီပြီးတော့ကြိုက်တဲ့ကစားသမားတွေမရှိလို့ရှိတယ်ရှားတယ်ဒါပေမဲ့သူတို့2ယောက်ရဲ့ကြော်ကြားမှုအရင်ကြီးတယ်ဗျကျွန်တော်ပေါ်တူဂီပွဲသွားကြည့်လို့ရှိရင်အကုန် CR7 နံပါတ်9ကြီးပဲဒါအာဂျီနာဆိုရင်နံပါတ်10ပဲအခုဆိုရင် maybe generational talent အနေနဲ့ယမားပေါ့လေစပိန်ပွဲတွေကြည့်လိုက်ရင်နံပါတ်19တွေ့တာလေးရှိတယ်အဲ့တစ်ချက်လောက်ပဲရှိတယ်ဒါပေမဲ့ဘာဖြစ်ဖြစ်လက်ချက်ကစားသမားတွေရဲ့အဆုံးသတ်မှာတော့သူတို့ပြောင်းလဲထားတာတွေတော့မဖြစ်ဘူးဆိုပေမဲ့ကျွန်တော်တို့မြဝတင်နေတော့သူတို့ရဲ့နောက်ဆုံး dance လေးကိုတော့တွေ့ခဲ့ရတဲ့အတွက်တော့ကျင်းတဲ့ဆရာပေါ့လေဟုတ်အဲဆိုတော့ဒါနောက်ဆုံးအနေနဲ့ဒါကိုချမ်းအနေနဲ့ဒါကိုချမ်းအောင်အမြဲတမ်း update နေတဲ့ဒါကျွန်တော်တို့ channel ရဲ့ပြည်သက်တွေရောကိုချမ်းရဲ့ဒါဒီဘောလုံးချိတ်ပြည်သက်ညီကိုတွေကိုတကယ်နောက်ဆက်စကားလေးပြောပြပါဆိုတော့ဒါအခုကျွန်တော်နယူးယောက်ကိုရောက်လာလို့ရှိရင်ကျွန်တော်အမြဲတမ်းဒီညီပါဝင်နောက်ထပ်3-4ယောက်လောက်ရှိတယ်တော့လေသူတို့ကအမြဲတမ်း welcome ပဲဗျကျွန်တော်သွားခြင်းနေရာတွေအကုန်လိုက်ပို့တယ်လိုအပ်ရင်ကျွန်တော်တို့ဒါအလိုလေးသေးမရှိဗျဒါဒီနေဖို့ထိုင်ဖို့ကနေစပြီးစားဖို့တောက်ဖို့ထိတခါဒါညီတို့ဗီဒီယိုထဲမှာတက်လက်စားတယ်ကျွန်တော်ဟိုဒါအမေရိကန်မှာရှိတဲ့ပြည်နယ်တွေသွားတဲ့ခါတိုင်းမှာကျွန်တော်ကိုကူညီတဲ့မြန်မာလူမျိုးတိုင်းရင်းသားညီကိုတွေအားလုံးလည်းအများကြီးပဲရှိတယ်ပြည်နယ်တိုင်းမှာလည်းသူတို့ကလည်းဘာမှပြောစားပဲခုနကတော့ကြည်လို့လေနယူးယောက်ကစားသောက်ဆိုင်တစ်ခုကျွန်တော်သွားစားတော့မှဒါဒုတိယမန်နေဂျာပေါ်လေးရှိတဲ့ညီလေးဆိုရင်ဒါသူဆိုရင်နှုတ်ဆက်ရုံနဲ့မကောင်းကျွန်တော်တို့စောက်တဲ့အေးတွေ drink တွေအကုန်လုံး free တိုက်သွားတာเนาะဒါဆိုတော့နေရာတိုင်းမှာအများနဲ့ကျွန်တော်တို့ချစ်ကြတဲ့ညီကိုတွေအားပေးကြပေးတဲ့တွေအားလုံးညီကိုတွေအားလုံးအထူးပဲကျေးဇူးတင်တယ်အထူးပဲအမေရိကန်နိုင်ငံထဲမှာမဟုတ်ဘူးမလေးရှားပဲဖြစ်ဖြစ်ထိုင်းပဲဖြစ်ဖြစ်တိုင်းကမ္ဘာလုံးကျွန်တော်သွားတဲ့တိုင်းမှာအမြဲတမ်းကျွန်တော်ကူညီကြတဲ့သူတွေအားလုံးကျေးဇူးတင်ပါတယ်ဆိုတော့အခုကတော့ဒါသူတို့တော့ကျွန်တော် promise ပေးထားတယ်ဒါကျွန်တော်တို့ international break ကာလာပေါ့လေဘလို့ရသည်စားတဲ့ international break ကာလာတစ်ခုမှာကျွန်တော်နဲ့ကြောတင်ရင်တယောက်ရှိရပေါ့လေညီလေးသိပြီသားအဲ့တယောက်နဲ့ကျွန်တော်ပြန်လာခဲ့မယ်ပေါ့လေပြီးတော့ဆိုတော့နောက်ပိုင်းမှာလည်းဒီလိုညီလေးတွေရဲ့ channel လေးရှိရကျွန်တော်လာလောက်ပြီးတော့ပြောပြမယ်ညီသိပါတယ်ကျွန်တော်တောင်းတောင်းဘယ်သူ channel မှာတိတ်မပြောဘူးပြောတယ်လည်းမရှိဘူးပြောလည်းမပြောဘူးကျွန်တော်တီးတက်မယ်ဒါပေမဲ့ဒါကျွန်တော် personal ရခင်တော့ဒါအားလုံးနဲ့လည်းဟိုဖြစ်အောင်လို့ကျွန်တော်ဒါနောက်ပိုင်းမှာလည်းအဲ့လို season လေးတွေကျွန်တော်ပေါင်းပြီးတော့ပြောပြပါမယ် World Cup ကိုကျွန်တော်လာရောက်အမြဲတမ်းအားပေးကြတဲ့ပြည်သက်တွေအားလုံးကျေးဇူးပါတယ်ဆိုတော့ကျွန်တော်22ကနေခု26ပေါ့လေ maybe 30 who knows ပေါ့လေ34လည်းဖြစ်အောင်ဖြစ်နိုင်တယ်ဆိုတော့ဒါအမြဲတမ်းအားပေးကြတဲ့ဘလုံးပြည်သက်တွေအားလုံးအထူးပဲကျေးဇူးတင်ပါတယ်အခုကင်မရာရိုက်ပေးတဲ့ညီလေးတွေလည်းကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ဆိုတော့အားလုံးကျေးဇူးတင်ပါတယ်